ကျွန်တော်မြန်မာနံပါတ်လေးလုပ်ပြမှာပါကဲလာကြည့်ရမယ်နံပါတ်1ကတော့ကျွန်တော်ကတူတာလည်းဆိုရှမ်း15ပေါ့ဒီမှာဒါတော့ရှမ်း15လို့ရေးထားတယ်ဒါကဘောနံပါတ်ကျွန်တော်ခုထည့်ရမှာကတူရတော့ဒီစားလိုက်တူတာလည်းဒီစားနံပါတ်ပြန်အများကြီးလမ်းပြစားနေရမှာဒီနှစ်ခုလေးဒီရတယ်အော်မာဂါဒီဖရိုင်ဒီကြောင့်စာရင်းတော့ကျွန်တော်မရေးကြဘူးတိတ်ပြီးဖရိုင်တက်ဖို့တော့ဆောက်ခဲ့လိုက်တူတောင်းနေဖရိုင်တော့ဖရိုင်ဆိုတော့နေစာရှာရေးလိုက်နော်ထင်းရရေးလိုက်တူတာရဲ့အဲ့လိုရှာရေးလိုက်F1 ရေးလိုက်တူတာ F1 Okay F1 ဆိုရပါပြီဒါတော့မြန်မာနံပါတ်လေးပြောရပါဒီကားလေးကကျွန်တော်တို့ပြိုင်ကားပေါ့မောင်းကြည့်မယ်အားလိုက်ပြီးဆိုတော့ကျွန်တော်တို့ free လောက်လုပ်လို့ရတယ်ဗီဒီယိုရိုက်ချင်တယ်ဆိုရင်ဒီကျွန်တော်အခုလှုပ်ပြနေတဲ့ထဲလေးရိုက်ပါဒီအားလေးပေါ့မှန်ကြလိုက်အပေါ်ရောက်ဒီနားလေးထားလိုက်။အိုးမြင်။အာလွတ်လိုက်ကောင်းတယ်
ကားစီထဲချိန်ကြီးတော့ထဲစီကုန်မှဆိုဒီဗီဒီယိုကတော့ဘယ်လောက်ပါလဲဒီနေ့ရှင်းပါတော့တတာ